여러분 안녕하세요. 알로메메라바 마하 코리아 드냐오니 변해주고来ပါတယ်။ဆရာဒီနေ့ချင်းပြပေးသွားမယ့်သင်ခန်းစာကတော့အခန်း39ရဲ့ကျောင်းမိုးမှာဖြစ်ပါတယ်။ဒရိုင်းတော်စာရုပ်ရှိဂျူဤစာဟန်ကြောက်ဆက်အသုံးပြုတဲ့အခါသတိထားရမယ့်အချက်ဂရိုင်းတော်ကြောက်ဆက်ကတော့ပါတုံးစွတ်တူတို့လင်းမြန်တဲ့အရှိန်နဲ့ကွယ်ကြောနာနွန်လေပတ်နေတဲ့ဝန်ပန်ကြောင်းထဲနာရစဝိုင်းပုံစံအသွားကိုဂါချင်းပိုင်ဆိုင်ထားတဲ့ဂျွန်သုံးကုန်းကူတို့လျှက်စစ်ပစ္စည်းအနေနဲ့မူးရှယ်တို့အရာဝတ္ထုပစ္စည်းတွေကိုဂျော်ဒန်နာကောနာဖြစ်တာပဲဖြစ်ဖြစ်မူးရှယ်ရဲ့ဖြိုမျောနဲ့အရာဝတ္ထုပစ္စည်းရဲ့မျက်နှာပြင်ကိုနေကရော့ကဲချောမွနေအောင်ဂါတေစားတဲ့အခါစာယုံဟမ်နီတာအသုံးပြုပါတယ်ဂရိုင်းတော်ယုံကမြန်ကြောက်ဆက်ကိုအသုံးပြုရင်ဂျာကောဘ်အလုပ်ကိုချစ်ကအလွယ်တကူဟာဆူအီချီမန်လုံနိုင်ပေမဲ့ဂျာကောဘ်ချီအလုံးလုံးနေစဉ်ဖွန်ဆန်ငယ်တို့ဤဘူးစုဤစုမတို့ကြည်ကြီးမှထိခိုက်နိုင်တဲ့အတွက်ကြောင့်အပြော်ဒီအထူးသဖြင့်ဂျိုချီမေယာခမနီတာတတိထားရပါမယ်ဝန်ဂျောအရင်ဆုံးဂျော်နော်ပါဝါကိုဂျူတဲနော်ထိုးတဲ့အခါမှာကတော့ဂရိုင်းတော့ရဲ့ကြောက်ဆက်ရဲ့ဂျော်နော်ဆူချီကပါဝါခလုတ်ကကောဂျင်စမ်တဲ့အင်ဂျီတို့ပိတ်ထားတဲ့အရှိန်လားဆိုတာကိုပွားကင်းတရားဟမ်နီတာစစ်ဆေးရပါမယ်ဂရိုင်းတော့ရဲ့နာတော့ကြောက်ဆက်ရဲ့အသွားကိုကျိုချေဟာတဲ့တို့ရဲတဲ့အခါလဲဘန်သူရှိမဖြစ်မနေဂျော်နော်ပါဝါကိုကွန်စမ်တဲ့ရဲ့ဆိုပိတ်ထားတဲ့အချိန်ဒီမှာဂျာကော့ဖေယာဟမ်နီတာလဲရပါမယ်သူအပြင်ဂျာကော့ကျော်နေတော့အလုံးမလုတ်ခင်မှာကတော့ဘန်ဘွမ်ကြောင်းနီနာအနေကင်းမြတ်ဒါမှမဟုတ်ဘန်ကျင်းမာစကုထုံဝါကာထန်ဖုံကမတ်စတာတွေလိုမျိုးဒီမှာပါတယ်ကွာကာထွန်းဆိုတာပါနောက်မှတက်ပါလို့ရှိရင်ကွာကာထွန်းမပါရင်ဝါကာထွန်းအတိပ္ပယ်ကတော့နောင်လိုမျိုးဆိုတဲ့အတိပ္ပယ်ပါကိုရကာကွယ်ပစ္စည်းတွေကိုခြားတုံးကိုဝစ်စင်ပြီးဂရိုင်းတော့ရဲ့ကြောက်ဆက်မှာအန်ဂျောခေါ်ပေါ်တို့အနေကြီးကာဘာကိုဂျန်ချာခေယာဟမီတာတက်ဆင်ရပါမယ်။ပွာကျဲကဘာဆန်ကဂါနောဆောင်ကြီးအီကီတဲမွန်နဲ့မီလောင်မှုဖြစ်ပွားနိုင်ခြင်းရှိတာကြောင့်ယူပြောလို့အနီးဝန်းကျင်ကိုချောင်းနေရာကိုရှင်းလင်းပြီးဆိုဝါဒီတို့မိသက်စေဘူးကိုဒီဂျီဟေယာဟန်နုံကိုတို့ပြင်ဆင်ထားရမယ်ဆိုတာကိုလည်းဒီကျော်စောနော်အန်ဒရမီတာအမေးတင်ပါဘူးဂျာကော့ကျွငယ်လုံးလုံးနေစဉ်မှာကွာဘူးဟာကဂေါလီညွန်မနိုင်ဝင်ထိုင်ခိုင်းရင်ဂရိုင်းတော့ကကြောက်ဆက်ကဝီရိုအပေါ်ကိုစုပ်ပူချောအိုလူကောနာခုန်ထွက်လာတာပဲဖြစ်ဖြစ်ဒေါ်တန်နာနွန်ဂျယ်လီယိုကဖြတ်နေတဲ့ပစ္စည်းကအပရိုရှေတို့ပင်ကျော်ကျော်နာဂနန်ပြက်ကထွက်တဲ့ကိပက်ညွန်ဆာငီကိပက်ကိစင်ကနာထနာစုအီကီတဲမွန်နဲ့ဖြစ်နိုင်တဲ့အတွက်ကြောင့်အာဂျူအရက်နဲ့ဂျိုချီမေယာဟမီတာတတိထားရပါမယ်ဘာသာကေချမ်းမြေမှာမူဆီရအရာဝတ္ထုပစ္စည်းကိုနိုဝါတူကိုချထားပြီးဂျော်ဒန်ဂျာကော့ဘ်ဟာတဲ့နော်ဖက်တဲ့လုပ်ကိုလုပ်တဲ့အခါမှာကတော့ဂရိုင်းတော့ရဲ့နာရီကြောက်ဆက်ရဲ့အသွားကအန်ဂျိုကရိုအတွင်းဘက်ကိုရန်ငါကဂျာဘာယာဟမီတာဥတီပြီးခံရပါမယ်ဂရိုင်းတော့ရဲ့ကြောက်ဆက်ရဲ့အိုလ်ကာရန်ဆိုင်ယွန်ဘောမန်အခီယိုတိုမှန်ကန်တဲ့အသုံးပြုနည်းကိုပဲအကျွမ်းဝင်သွားလေဝီယုံမတို့ပူတော့အနေကနေစပြီးဂျာချင်းမိမိကိုဘိုဟာဆူအစ်စမီတာကောက်ွယ်နိုင်ပါတယ်